လူဘဝဆိုတာကိုလိုချင်တာကြီးလည်းရမှာမဟုတ်ဘူးကိုတွေးချင်တာနဲ့ကြီးလည်းတွေးမှာမဟုတ်ဘူးလိုချင်တာလည်းရမယ်မလိုချင်တာလည်းရမယ်တွေးချင်တာနဲ့လည်းတွေးမယ်မတွေးချင်တာနဲ့လည်းတွေးမယ်အဲ့ဒီထဲမှာအကောင်းနဲ့လည်းတွေးမယ်ဆိုးနဲ့လည်းတွေးမယ်အကောင်းလည်းရမယ်ဆိုးလည်းရမယ်အဲ့ဒါလို့ကြုံတွေ့လာတဲ့လောကရဲ့သဘာဝလောကဓာတ်မုန်တိုင်းနဲ့တွေ့တဲ့အခါမှာကိုယ်စိတ်ဟာရိမ့်ရိုင်ခြင်းဆိုတာမဖြစ်ဖို့ရအတွက်လေ့ကျင့်တာဟာစိတ်အလှပကိုတစားဆင်ပေးတာနဲ့အလားတန်တူတယ်ပေါ့လှပအောင်ပြင်ထားတဲ့စိတ်ကလေးကိုကြံ့ခိုင်အောင်ထပ်မှန်ပြီးတော့ပြင်ညာမှာစိတ်ဓာတ်ကြံ့ခိုင်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ယဟနာပုဂ္ဂိုလ်လို့ခေါ်တာပဲနော်ယဟနာဖြစ်သွားပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်သွားပြီယဟနာမဖြစ်သေးတော့လည်းပဲမိမိစိတ်ဓာတ်ကြံ့ခိုင်အောင်ပြင်ဖို့အရေးကြီးတယ်ပေါ့ဘလောက်တိုင်းတာအထိကိုယ်စိတ်ဟာခဏရင်ရှိပလဲဆိုတာကိုနှလုံးသွင်းခြင်းဖြင့်စိတ်ကိုစိတ်နဲ့ပဲပြင်ဆင်ရတာဖြစ်တယ်စိတ်ရဲ့အညစ်အကြေးကိုစိတ်နဲ့ပဲဆေးကြောစိတ်ကိုစိတ်နဲ့ပြင်လဲဆိုတာအသိပညာကင်းမဲ့လို့ဖြစ်လာတဲ့အညစ်အကြေးတွေကိုတတိနဲ့ပညာနဲ့ပေါင်းစပ်ပြီးတော့ပြင်တာပဲရေးကြောင်ဖြစ်တဲ့ညွန်ကိုရှည်နဲ့ပဲပြန်ပြီးတော့ဆေးကြောတန်းစင်ရတာမဟုတ်လားလူတွေဟာရေးကြောင်ဖြစ်တဲ့ရွှွညွန်တွေကိုရေနဲ့ပဲပြန်ဆေးရတယ်ဆေးတဲ့အခါမှာတန်ရှင်းစင်ကြယ်သွားတယ်ထို့တူပဲစိတ်ကြောင့်ဖြစ်နေတဲ့မတန်ရှင်းတဲ့ပူလောင်တဲ့သဘာဝတရားတွေကိုတတိပညာလုံလဝိရိယဆိုတဲ့အစွမ်းထက်တဲ့အရာတွေနဲ့တွဲဖက်ထားတဲ့စိတ်ကလေးနဲ့ကိုယ်စိတ်ရဲ့ပူလောင်မှုတွေမအေးချမ်းမှုတွေအညစ်အကြေးတွေကိုစိတ်နဲ့ပဲပြန်ပြီးတော့သုတ်သင်ရှင်းလင်းကြရမှာဖြစ်တယ်အဲ့ဒီသုတ်သင်ရှင်းလင်းနည်းကိုမြတ်စွာဘုရားကဟောကြားတာဘုရားတရားနာရတယ်ဆိုတာအဲ့ဒီအသည့်တွေရပြီးတော့လောက်ကြဖို့လိုတယ်ပေါ့နော်မလောက်ဘဲနေရင်တော့မရဘူးဘယ်ဟာမှကိုယ့်ကိုယ်စိတ်ဓာတ်ဘလောက်ကြမ်းခိုင်ပြီဆိုတာကိုစဉ်းကျင်စဉ်းစားပြီးတော့ဒီလောက်ကြစဉ်းကျင်တုံတရားနဲ့စဉ်းစားလိုက်ရင်လည်းကြမ်းခိုင်မှုဆိုတာရလာတယ်အတော်အသင့်ရလာဥပမာမဲ့မမြဲတဲ့သဘာဝနဲ့တွေးရတဲ့အခါမှာကိုလိုချင်တဲ့အရာဆုံးရှုံးသွားတဲ့အခါမျိုးမှာကိုတွေ့တာနှစ်သက်မျက်နှိုးတဲ့အရာနဲ့ခွဲရတဲ့အခါမျိုးမှာဘလို့ဆင်ခြင်ရမလဲအေးတန်ကုဋ္ဌထလပါလောကကြီးရဲ့သဘာဝဟာတွေ့ကြုံဆုံကွဲပဲဘာတတ်နိုင်ပါလဲဆိုတဲ့အတွေးလေးနဲ့လျှော့ချတာဒီလိုလျှော့ချမကြည်မနဲ့ဒေါသတွေဖြစ်လာပြီဆိုလို့ရှိရင်လေအေးဒီဒေါသတရားဆိုတာငါ့ကိုပဲနှိမ့်စမဲ့တရားဖြစ်တယ်ဒေါသဖြစ်နေတော့ရောငါအတွက်ကောင်းကျိုးချမ်းသာမှမရတာတစ်ဖက်သားကိုငါစိတ်ဆိုးနေရောငါအတွက်ကောင်းကျိုးချမ်းသာရမှာလို့ရမှာလားတစ်ဖက်သားရဲ့စိတ်ဆိုးမှုတစ်ဖက်သားရဲ့စော်ကားမှုကိုလက်ခံပြီးခေါင်းထဲမှာစဉ်းစားနေလို့ရှိရင်ငါမှပဲဆုံးရှုံးမှာပဲလို့ဟောဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါကျတော့အေးကိုယ်ကပ်ပါတာမှမဟုတ်တာသူပြောတာသူနဲ့သာသက်ဆိုင်တယ်ငါလည်းမဆိုင်ဘူးဒီလိုနှလုံးသွင်းပြီးတော့တစ်ဖက်သားရဲ့စော်ကားမော်ကားတာနဲ့ကြုံတဲ့အခါမှာလည်းပဲအဲ့ဒီလိုသိခန့်ခြင်းနဲ့နေလဲရတယ်မြတ်စွာဘုရားကိုယ်တိုင်ကအဲ့ဒီစနစ်ကိုကျင့်သုံးခဲ့တာစဉ်းစားကြည့်လက်မခံတဲ့လက်ဆောင်နဲ့မြတ်စွာဘုရားကိုယ်ကိုပစ္စည်းတစ်ခုလာပေးတယ်ကိုဟာယူလိုက်လို့ရှိရင်လက်ခံလိုက်တယ်မယူဘူးဆိုရင်လက်မခံတယ်အဲ့တော့တစ်ဖက်သားကကိုယ်ကိုလာဆဲတာဟာကိုယ်လာပေးတာနဲ့တူတယ်ပေါ့အဲ့ဒီလာပေးတာကိုယ်ဆဲတာကိုငါကိုဆဲရမလားလို့ဒေါသပြန်ထွက်ရင်အဲ့ဒီဆဲရေးတိုင်းထွားမှုကိုကိုယ်လက်ခံလိုက်တာရောက်သွားတယ်တဲ့လက်ခံလိုက်တဲ့အတိုင်းထားရောက်သွားတယ်
ခေါင်းထဲကိုမထည့်နဲ့မစင်စားနဲ့ဆဲတာသူ့ဘာသူဆဲသွားတာငါနဲ့ဘာမှမဆိုင်ဘူးလို့လုံးဝဆက်ဆက်ပြီးမတွေးပဲနဲ့နေလိုက်ရင်လက်မခံနဲ့လက်ဆောင်လို့ပဲတဲ့မြတ်စွာဘုရားအဲ့ဒါဘယ်မှာဟောတော့ဆိုမြတ်စွာဘုရားရဲ့လက်ထက်ကမြတ်စွာဘုရားကပုံနာတူဟိုသူစေရနာနဲ့သူတရာနဲ့သူကြည်ညိုတရာပွားပြီးတော့မြတ်စွာဘုရားရဲ့တပည့်ခံယူပြီးတော့သင်္ကန်းဝတ်သွားတယ်အဲ့ဒါကိုညီလုံးတဲ့ပုဂ္ဂိုလ်မကျေနပ်ဘူးသူ့ကိုသင်္ကန်းဝတ်ပေးရမလားလို့ဆိုမြတ်စွာဘုရားလာဆဲတယ်လာဆဲတဲ့အခါမြတ်စွာဘုရားကဒီတိုင်းပဲငြိမ့်နေလိုက်တယ်သူဆဲလို့ပြီးသွားပြီဆိုတဲ့အခါကျသူ့ဥပမာတစ်ခုပြောပြတယ်ပုံနာမင်းအိမ်ကိုဧည့်သည်တွေလာတဲ့အခါမှာမေမုံပဲသေးစားနဲ့လက်ခံအခန့်သလားဆိုအခန့်အဲ့ဒီမုံပဲသေးစားတွေကိုဧည့်သည်ကစားမတော်ဘူးဆိုရင်အဲ့ဒါဘယ်သူပိုင်တုံးလို့ဆိုကျွန်ုပ်ပဲပိုင်တာပေါ့အဲ့ဒါလိုပဲငါ့ကိုမင်းကဆဲရေးခြင်းဖြင့်အခန့်ငါကမင်းဆဲရတာတွေကိုတခုမှရင်နဲ့နှလုံးထဲမှာမှတ်မထားဘူးအဲ့ဒီဆဲရတိုင်းထွားတဲ့အရာတွေဟာမင်းဟာတွေကြီးပဲမင်းဟာတွေကြီးပဲငါနဲ့မဆိုင်ဘူးလက်မခံတဲ့လက်ဆောင်အနေနဲ့မြတ်စွာဘုရားသူ့တုံ့ပြန်ပေးလိုက်တဲ့အခါသူသဘောကျသွားပြီးတော့အဆဲရပြီးသူကိုယ်တိုင်တပည့်ခံသွားတယ်ဆိုအဲ့ဒါလိုအကျိုးရှိသွားတယ်နော်ပြန်ဆဲမယ်ဆိုရင်သူဆဲကိုဆဲပဲအဆဲတန်တရားဟာဆုံးမမဟုတ်ဘူးလေလူဆိုတာဒေါသဆိုတာရောကြသွားတယ်လို့မရှိဘူးသူကဒုံနဲ့ရိုက်ရင်ငါဓာတ်နဲ့ခုံမယ်သူကဓာတ်နဲ့ခုံရင်ငါသနတ်နဲ့ပြစ်မယ်ဆိုဆက်လာမှာပဲရှိတယ်တိုးတက်လာမှာပဲဖြစ်တယ်အဲ့လိုတိုးပွားလာမဲ့အရာတွေကိုမတိုးအောင်ခုနကနီးနဲ့မြတ်စွာဘုရားတုံ့ပြန်ပေးတာပဲဖြစ်တယ်လောကမှာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကတောင်မှာပဲဒုရကဘသူဆဲသမျှကိုတိခံခွင့်လွှတ်ခြင်းဖြင့်ကြော်ဖြတ်တာပဲဖြစ်တယ်ပေါ့ဒုရတွေဟာမြတ်စွာဘုရားရဲ့တပည့်သာဝကဖြစ်သည့်အတွက်ကြောင့်အလုံးကိုတိခံနိုင်ပြီးစိတ်ဓာတ်ရင့်ကျက်အောင်ကြိုးစားအထောက်ကြအောင်မှာဖြစ်တယ်ဆိုတာကိုတော့တတိထားကြရမှာပေါ့နော်တဖြည်းဖြည်းရင့်ကျက်လာအောင်ကိုယ့်ကိုကြိုးစားအထောက်ကိုယ့်ကိုဖြစ်စေရမယ်ငါဒီတိုင်းလိုက်နာမယ်ဒီတိုင်းဖြစ်စေရမယ်လို့နှလုံးသွင်းပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တခါရှင်းချက်လာမှာပဲဖြစ်တယ်အကယ်၍ဒီလိုစိတ်တောင်မပေါ်ဘူးဆိုလို့ရှိရင်တန်တရားထဲမှာရှင်းချက်ဖို့ဆိုတာမတမခဲစိတ်ကောင်းနှလုံးကောင်းရှိဖို့တောင်ခဲနေစိတ်ကောင်းနှလုံးကောင်းရှိပြီးရင့်ချက်ဖို့ဆိုတာဝေလာဝေးဖြစ်သွားနိုင်တယ်ပေါ့